ဘိုးမဲအောင်လိုက်စစ်ဝစ်စုံချွတ်ပြီးသမရလမ်းကြောင်းထဲဝင်လာတာကိုလူအများကသူ့ရဲ့မူလရည်မှန်းချက်ပြေလာတာလို့မြင်ကြပါတယ်ဒီလိုမြင်တာမှန်ပါတယ်ဒါပေမဲ့မြမအရေးအတွက်ပိုအရေးကြီးတဲ့မေခွန်းတစ်ခုရှိနေပါတယ်အဲ့ဒါကတော့လူတယောက်သမရယူရာကပြဿနာအဆုံးလားဒါမှမဟုတ်အဲ့လိုလူတယောက်ကိုတိုင်းပြည်တစ်ခုလုံးအပေါ်စိတ်ကြိုက်ကစားခွင့်ပေးတဲ့စစ်တပ်စနစ်ကပိုကြီးတဲ့ပြဿနာလားဆိုတာပါပဲတကယ်တော့2021ခုနှစ်အာဏာသိမ်းမှုကိုဗိုလ်မဲအောင်လှိုင်ကျူးလွန်ခဲ့တာဟာသူကိုယ်တိုင်သမရဖြစ်ချင်လို့ဆိုတဲ့သုံးသက်ချက်ကအစ်စ်တော့မဟုတ်ပါဘူး2020ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီးတဲ့နောက်စစ်တပ်နဲ့ဒေါအောင်ဆန်းစုကြည်အစိုးရကြားမကြေလည်ချက်တွေထဲမှာသမရယာရူအာဏာခွဲဝေမှု2008ဖွဲ့စည်းပုံအခြေခံကဖန်တီးပေးထားတဲ့အာဏာချိန်ခွင်ရှာတွေပါဝင်တယ်ဆိုတာနိုင်ငံရေးလေ့လာသုံးသပ်သူတော်တော်များများကထောက်ပြခဲ့ကြပြီးသားပါမြန်မာစစ်တပ်ခေါင်းဆောင်တွေအာဏာယူရဲဆိုတာလည်းအထူးဆန်းမဟုတ်ဘဲတမိုင်းမှာဒလိအဖြစ်တောင်တွင်နေပါတယ်။တမိုင်းပညာရှင်ဒေါက်တာအောင်ခင်ကဒေါက်တာမမောင်ကြီးရဲ့မြန်မာနိုင်ငံရေးအတွေးခေါ်စာအုပ်ကိုကောက်နှုတ်တင်ပြရမှာမင်းနဲ့မင်းမှုတန်းဟာစိတ်ယူပေါက်တဲ့အတိုင်းဘလောင်းပလဲလှုပ်တတ်တာကြောင့်ဒီလိုလူတွေကိုမကောင်းဆိုးဝါးအဖြစ်ပြည်သူလူထုကသတ်မှတ်ကြပါတယ်လို့ရေးပူပါတယ်။ဆိုဂျနာကသမရယူတဲ့ဘိုးမင်းအောင်လှိုင်ကရွေးကောက်ပွဲနိုင်သူတွေကိုအခြေမြင့်မရှိဆွတ်ဆွဲဘလောင်းပလဲလို့အာနာသိမ်းခဲ့တယ်ဒါပေမဲ့ပြဿနာကလူတယောက်ရဲ့အာနာယူစိတ်နဲ့တင်အပိသက်မြင်ပြီးဖြေရှင်းလို့မရပါဘူးလူတယောက်အာနာယူလို့တိုင်းပြည်ပြတ်တာမှန်ပေမဲ့အဲ့ဒီလူတယောက်စိတ်ကြိုက်ထင်တိုင်းကျဲနိုင်အောင်လက်နက်ကင်အဖွဲ့အစည်းတစ်ခုလုံးဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးနိုင်ငံရေးယဉ်ကျေးမှုတစ်ခုလုံးကခွင့်ပြုပေးနေတာကပိုအန္တရာယ်ကြီးတဲ့ဇစ်မြစ်ပြဿနာပါအာနာသိမ်းမှုကိုဖြစ်စေခဲ့တာမှာမင်းအောင်လှိုင်ရဲ့ကိုရေးအာတီတာတစ်ခုလို့ဆိုရင်အဲ့ဒီအာတီတာကိုလက်တွေ့အင်အားအဖြစ်ပြောင်းလဲပေးနိုင်တဲ့တပ်မတော်စနစ်လည်းရှိနေလို့ပါပဲမြမအရေးဒီဇိုင်းမမတ်လေးလာပြီးစာအုပ်တွေပြုစုခဲ့တဲ့ပမောက္ခဒေးဗစ်စတိုင်းဘတ်ကတော့ဒါကိုဗိုလ်မဲအောင်လှိုင်ရဲ့ဒေါန်ဆန်းစုကြည်အပေါ်ပုဂ္ဂိုလ်ရေးအာဏာလွန်ဆွဲမှုအပြင်စစ်တပ်ကသမိုင်းကာလကြာရှည်လှုပ်ဆောင်ခဲ့တဲ့သူ့အကျိုးစီးပွားနဲ့သူတို့မဲ့ယူထားတဲ့နိုင်ငံရေးအကျိုးစီးပွားအတွက်ကာကွယ်ထိန်းချုပ်မှုလုပ်ရအဖြစ်2021ခုနှစ်တုန်းကသုံးသပ်ဖူးပါတယ်တကယ်လဲအဲ့ဒီလိုပါပဲမင်းအောင်လှိုင်ဆိုတာယောဂလက္ခဏာတစ်ခုလေပါယောဂရင်းမြစ်ကတပ်မတော်ကိုနိုင်ငံရဲ့အထက်စီးကထိတလက်လို့မြင်စေတဲ့စစ်အာဏာရှင်စနစ်ဖြစ်ပါတယ်စစ်တပ်အနေနဲ့ဥပဒေအပေါ်လူထုအပေါ်ရွေးကောက်ပွဲရက်လက်အပေါ်သူတို့အကျိုးစီးပွားနဲ့ထိတ်တိုက်တွေ့လာရင်လက်မခံမဲနေနိုင်တဲ့အထူးအဖွဲ့အစည်းဖြစ်တိစောက်ထားတဲ့သတင်းမမှန်တဲ့ဖွဲ့စည်းပုံပြဿနာပါဒါက2026ခုနှစ်အလွန်မြန်မာနိုင်ငံရေးမှာဖြေရှင်းရမယ့်ပြဿနာလည်းဖြစ်ပါတယ်။တမိုင်းကိုပြန်ကြည့်ရင်1958ခုနှစ်နဲ့1962ခုနှစ်မှာဘိုနေဝင်းအာဏာသိမ်းတာကစပြီးစစ်တပ်နဲ့နိုင်ငံရေးပါတီအုပ်ချုပ်ရေးစနစ်ပေါင်းစပ်မှုကိုစနစ်တကျတည်ဆောက်ခဲ့ပြီး1984ခုနှစ်ဖွဲ့စည်းပုံနဲ့အတူနိုင်ငံတော်နဲ့စစ်တပ်ကိုခွဲမရအောင်လုပ်တဲ့လမ်းကြောင်းပေါ်ပေါက်လာပါတယ်။ဒါကိုဗိုလ်တန်းရွှေကအမွေခံပြီး2008ဖွဲ့စည်းပုံနဲ့အသက်ဆက်တယ်။ဒီလမ်းကြောင်းမှာဗိုလ်မဲအောင်လှိုင်ကသူ့သမရအိမ်မက်ကြောင့်စစ်တပ်ကိုအသုံးချပြီးဒီတလန်းထဲကိုနှစ်ခါပြန်လျှောက်ခိုင်းပြီး2021အာဏာသိမ်းပွဲထွက်ပေါက်ဒါမှမဟုတ်2026ခုနှစ်အလွန်စစ်နိုင်ငံရေးဖန်တီးတာပါပဲအတိတ်ပဲရှင်းပါတယ်သူ့အရင်ဆက်ဆက်ဆရာနာရှင်တွေမျိုးစစ်ချကျင့်သုံးခဲ့တဲ့အတိုင်းစစ်တပ်ကနိုင်ငံတော်ကိုကာကွယ်ရမယ့်အဖွဲ့ကနေနိုင်ငံတော်ကိုပိုင်ဆိုင်တယ်လို့သဘောထားတဲ့အဖွဲ့ဖြစ်နေတာကိုထက်ဆင့်ပုဂ္ဂိုလ်ရေးအကျိုးအတွက်အသုံးချခဲ့တာပါဘာကြောင့်အဲ့လိုအသုံးချနိုင်ခဲ့အသုံးချနေနိုင်လဲဆိုတာကြည့်အောင်ပါမြန်မာစစ်တပ်အကြောင်းလေးလာရေးသားကြတဲ့ပညာရှင်တွေကတပ်မတော်မော်ကွန်တိုက်ကိုအသုံးပြုခွင့်ရခဲ့သူတူဖြစ်တဲ့ Mary Carhan ကတော့စစ်ဆိုရရှေ့ကြမှုကိုအာဏာရှင်တူတယောက်ရဲ့ပုဂ္ဂိုလ်ရေးလက္ခဏာနဲ့မရှင်းပဲစစ်တပ်ရင်နိုင်ငံတိဆောက်လာတဲ့သမိုင်းစဉ်နဲ့ရှင်းပြပါဗျ။သူ့ရဲ့ Making Enemy စာအုပ်မှာစစ်ကောင်းဆောင်တွေဟာနိုင်ငံတိဆောက်သူတွေလိုကိုအဓိပ္ပာယ်ဖွင့်လာပြီးနောက်ပိုင်းမှာတာမန်ပြည်သူလူထုကိုတောင်အန္တရာယ်ချင်းချောက်မှုရန်သူဆိုပြီးမြင်စေတယ်လို့ရေးပူပါတယ်။ဒီအချက်ကအရေးကြီးပါတယ်ပြည်သူကိုကိုစားပြုရမယ့်စစ်တပ်ကပြည်သူကိုပဲအန္တရာယ်တန်တရားဆန့်ကျင်ဘက်အဖြစ်မြင်လာတဲ့အခါအာဏာသိမ်းမှုဆိုတာထူးခြားဖြစ်စဉ်မဟုတ်တော့ပါဘူး။စစ်တပ်အတွက်ထုံးစံလက်နက်တစ်ခုဖြစ်သွားပါတယ်။2021အပြီးငြိမ်းချမ်းစွာဆန္ဒပြသူတွေကိုပြစ်ခတ်နှိမ်နင်းတာကြေးရွာတွေကိုမီးရှို့တာလေကြောင်းတိုက်ခိုက်မှုတွေနေရာအနှံ့လုပ်တာ
သတင်းသမားတွေအပါအဝင်ပြည်သူလူထုကိုဖမ်းဆီးပိတ်ဆို့တာတွေဟာဒီစိတ်ဓာတ်ရဲ့ဆက်ပုံစံတွေပါပဲဒါကြောင့်2021အာဏာသိမ်းမှုနဲ့2026သမ္မတလမ်းကြောင်းဟာမင်းအောင်လှိုင်သမ္မတဖြစ်ချင်လို့ဆိုပြီးရှင်းတာကမပြည့်စုံပါဘူးသမ္မတဖြစ်ချင်တဲ့လူတစ်ယောက်ကိုအဲ့ဒီဆန္ဒအတွက်တိုင်းပြည်တစ်ခုလုံးကိုတစားကန်လှုပ်ခွင့်ပေးတဲ့စနစ်ရှိနေခဲ့လို့ဆိုမှသာပုံမှန်တဲ့စကားဖြစ်ပါတယ်လူတစ်ယောက်အာဏာယူလို့ပြည်သူတွေသိတယ်ဒါပေမဲ့အဲ့ဒီလူရဲ့အာဏာယူစိတ်ကိုတပ်မတော်တရက်လုံးကနိုင်ငံရေးရပိုင်ခွင့်တစ်ခုလိုကာကွယ်ပေးတဲ့အခါမှသာတိုင်းပြည်ပြတ်သွားတာပါစနစ်ကသာမကာကွယ်ပေးဘူးဆိုရင်လူတစ်ယောက်အာဏာယူတာဟာနိုင်ငံပြတ်เสียမဟုတ်ပဲတရားစီရင်ခံရမဲ့ရာဇဝတ်ပြဿနာတစ်ခုပါပဲနိုင်ငံတကာမှာလက်တလော2024မှာဖြစ်ခဲ့တဲ့တောင်ကိုရီးယားသမ္မတစစ်အုပ်ချုပ်ရေးကျင်းပလို့ထောင်ထဲဝင်ရတဲ့ဖြစ်စဉ်ကဥပမာပါပဲဆိုတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာဒီစနစ်ပြဿနာရဲ့ဥပဒေမျက်နှာစာဖြစ်ပါတယ်ကက်လျက်ဗိုလ်တန်းရွှေခေတ်ပြန်ကျင့်ရင်ထပ်ပြန်တလဲလဲဖြစ်နေတဲ့ပုံစံပတ်တန်ကိုပိုရှင်းရှင်းမြင်ရပါမယ်1988ခုနှစ်နောက်ပိုင်းစစ်တပ်ကဓာတ်ရိုက်အုပ်ချုပ်တယ်နောက်ပိုင်းမှာအရက်ဝတ်ဒီမိုကရေစီပုံစံတင်ပေးလိုက်ပြီးအတွင်းကအာဏာကိုလက်မလွတ်ဘူးအဲ့ဒီအဆောက်အဦကို2008အခြေခံဥပဒေကတိဆောက်ပေးတယ်2010နောက်ပိုင်းဒီမိုကရေစီကူးပြောင်းရေးလို့ပြောခဲ့ကြပေမဲ့တကယ်တမ်းကစစ်တပ်ရဲ့အာဏာမျက်နှာဖုံးကိုပြောင်းခဲ့တာမူလားဗဟိုကမပြောင်းပါဘူးဒါကြောင့်2015ရွေးကောက်ပွဲအနိုင်ရလို့အယက်သားဆိုရရလာတဲ့အာဏာဟာအစ်စ်မဟုတ်ပဲစစ်တပ်ကခွင့်ပြုထားသလောက်သာလှုပ်ရှားခွင့်ရတဲ့အစိုးရတစ်ခုလိုဖြစ်နေခဲ့တာပါမဲရလက်နဲ့အယက်သားအစိုးရရဲ့ပြုပြင်ပြောင်းလဲလှုပ်ဆောင်ချက်တွေကစစ်တပ်ရဲ့တတ်မှတ်ပေါင်ကျော်သွားတဲ့အချိန်မှာအဲ့ဒီစနစ်ကသူ့ရဲ့ငကိုပုံစံအတိုင်းပြန်လဲအလုပ်လုပ်လာတာပါပဲ2021အာဏာသိမ်းမှုကအဲ့ဒီစစ်အဆောက်အဦစစ်စနစ်ရဲ့ရုပ်တိဗေဒကြကြလှုပ်ဆောင်ချက်ဖြစ်ပါတယ်အခု2026မှာဗိုလ်မင်းအောင်လှိုင်ကစစ်ဝတ်စုံချွတ်ပြီးသမ္မတလမ်းကြောင်းနဲ့ဝင်လာတာကိုလည်းအဲ့ဒီလိုပဲမြင်ရပါမယ်ဒီဟာက2010တုန်းကအယက်သားပညာရှင်တချို့အကောင်းမြင်ဆိုကြတဲ့စနစ်အကြာမှာမားကြောင်ပေါ်ခဲ့တဲ့စစ်တပ်ကတိတ်ခါရှိရှိနောက်ဆုတ်ခြင်းမဟုတ်ပါဘူးစစ်တပ်ကအရက်ဝတ်နဲ့အာဏာထပ်သိမ်းတာပါပဲဒီစစ်တလစ်စနစ်အခြေခံကိုမဖြတ်နိုင်သေး၍မင်းအောင်လှိုင်တယောက်ပျောက်ကွယ်သွားရင်တော့သူ့လိုလူနောက်တယောက်ထပ်ပေါ်လာမှာပါစစ်တပ်သမိုင်းစဉ်ဒလေးအရာသူ့လိုလူကသူ့ထက်တောင်ပိုဆိုးနိုင်ပါတယ်အခုမင်းအောင်လှိုင်ကသူ့လက်ရင်လူယုံဘိုရဲဝင်းကိုတင်ပေမဲ့နောက်လူကလည်းအရင်လူအပြီးသူ့ခေရောက်ရင်စစ်စနစ်ကအမွေခံပြီးပိုဆိုးဖို့ပဲရှိပါတယ်ဒါကြောင့်ဒီပြဿနာကိုမင်းအောင်လှိုင်ပြဿနာလို့ပဲမခေါ်သင့်ပါဘူးတပ်မတော်စနစ်ပြဿနာလို့ခေါ်ရပါမယ်လူတစ်ယောက်သမရယူလို့တိုင်းပြည်ပြတ်သွားတာမှန်ပေမဲ့အဲ့ဒီလူတစ်ယောက်ကိုတိုင်းပြည်နဲ့လူထုဘဝတွေအပေါ်စိတ်ကြိုက်ကစားခွင့်ပေးတဲ့စစ်တပ်နိုင်ငံရေးစနစ်ကပိုကြီးတဲ့တရားခံဖြစ်ပါတယ်အနာဂတ်ပြည်တော်စုတစ်ကိုတိဆောက်မယ်ဆိုရင်စစ်အာဏာရှင်တဦးချင်းကိုဖယ်ရှားရုံနဲ့မဟုတ်ဘဲစစ်အာဏာရှင်စနစ်ပြန်မွေးထုတ်နိုင်တဲ့အခြေခံထောက်တိုင်တဲ့ပေါင်းကူးတရားတွေကိုပါအကုန်ဖြိုဖျက်ဖို့လိုပါတယ်မဟုတ်ရင်သမရအိမ်မက်တစ်ခုကအဆုံးသက်သွားရင်တော့နောက်ထပ်စစ်ဗိုလ်တယောက်ရဲ့အိမ်မက်ဆိုးကပြည်သူတွေအပေါ်ပြန်ကျလာဖို့ရှိကြောင်းပါခင်ဗျာ